ပြောလို့ကွာဒီမှာငါတို့လေးရှိတော့ကွာငါတို့လေးချပေးပါဦးတရသီးနဲ့မီးနေရတော့ကွာမကောင်းဘူးကွာစစ်ပေါက်နေတာပဲမာယာသားမောက်တယ်ရှိတယ်ဒီနေ့ဒီကိုမမလုံးပြီးပြန်လာအိမ်မှာနည်းနည်းပါးပါးလောက်ဒီမှာတောက်နေတော့ကိုရကြတောက်နေတယ်နည်းနည်းပါးလေးငါးလေးကြီးကကြော်ပေးလိုက်တယ်စသားလေးနည်းနည်းလောက်ကြော်ပေးလိုက်တယ်ဒီအကြိုင်းနဲ့တည်းရည်ကြိုက်တယ်နေလိုက်တာဒီမဲ့လာတော့ဘာမြန်လာလဲအောင်မလေးစင်ဆန်ထားတာဘယ်နှပြားများရှိလို့ကျမတို့ပြောရတာလေဟမ်ဒီမမအလောက်ကပြန်လာရလို့ပြောတယ်ဘာများပတ်စံပါလာလို့လေဟမ်ရှင်းကျမတို့အဲ့လိုပြောရအောင်လေဒီမှာလေရှင်းကိုငါးကြော်ပေးမဲ့အစားဒီမှာကလေးတွေစားဖို့တော့ဘာမှမရှိလို့ကျမဘာလို့မှမလုပ်ဘူးအောင်မလေးသူကပဲကြည့်ရတယ်မယ်မောက်အချာလေးတို့ကြာကောင်ဟောနေသေးတယ်အမလေးဒီမှာတွေ့လားလုပ်ရတာတွေ့လားဒီမှာဘာလုပ်ရလဲတန်းတိုင်းရတယ် Wow. If you later. ဒီပါကွာမိန်းမလေးအဲ့ယူပါဦးလေကြားလိုက်တာကိုမောင်လို့ပေးမယ်မတော်တော့နော်မောင်ကဟိုတောက်နေတာမဟုတ်ဘူးရက်တောက်နေတာမဟုတ်ဘူးအေးတောက်နေတာဒီမှာအေးဒီမှာအေးတောက်နေတာအေး Wow. Wow. ကဲတော့ဘယ်ရမလဲမိန်းမလေအဲ့ကျတော့မောင်တိုက်တယ်ရတယ်ဘယ်တော့မှလေတရသီးမှတော့မြည်ရမဟုတ်ဘူးဒီမှာမပြီးနဲ့ဟွာဗလဲမြို့ကြီးတော်မုံလေးနဲ့ထည့်ပြီးတော့စားချုံမုံလေးထည့်ပြီးတော့ဒီမှာတို့စားနေတာရက်တောက်နေတာမဟုတ်ဘူးမိမရဲ့အေးတောက်နေတာအဲ့ကြောင့်မောင်တိုက်တယ်ထားလိုက်တော့နော်မိမ ပတ်သက်ပြီးတော့ဒီလိုရှိပါတယ်ဦးလေးဆိုတော့ခက်ခဲတဲ့နက်နဲ့ကြက်ပြက်တဲ့နက်ရှိန်တွေမဖြစ်တဲ့ညဖြစ်တယ် တိုက်စားအုတ်ကြားမြတ်ပေါက်အနုပ်ဆုပ်ဂုတ်ဆုပ်အခေါ်ကြဖို့ဒုစရိုက်လို့လုပ်တယ်မင်းကဟောတော်လူနိုင် ဟုတ်ပါဘူးဗျာစစ်စစ်တော့ကံကောင်းမှမန္တလေးတော့ပြန်လာတယ်ဘောစီပါ အော်မင်းကငါသမီး